Hi guys အားလုံးပဲမင်္ဂလာပါခီးမထွက်တာကြပြီဆိုတော့ဘယ်နိုင်ငံကိုသွားလဲဆိုတာအတူတူလိုက်ကြည့်ကြအောင်ဒီတစ်ခါ travel vlog လေးကတော့စင်ကာပူကိုသွားတာပဲဖြစ်ပါတယ်သွားမဲ့မနက်ကတော့မနက်9 နာရီထားပါတယ်အိမ်နောက် group chat ထဲမှာသူသွားမဲ့တငယ်ချင်းတွေနိုးပြီလားတစ်ချက်ကြည့်လိုက်ပါသေးတယ် outfit ကိုတော့ Playpoint က airport ဆက်လေးဝတ်လိုက်ပါတယ်ရှင်ဒီ airport ဆက်လေးကလည်းဝယ်ထားတာတော့ကြာပြီဒါပေမဲ့ဝတ်ဖို့မေ့နေတာဒီတစ်ခါစင်ကာပူသွားမှပဲထုတ်ဝတ်ဖြစ်တော့တယ်အဲ့နောက်ရေမိုးချိုးလိုက်ပါတယ်ရှင်ဒီမိုးချိုးပြီးတဲ့နောက်ပိုင်းမှာတော့ daily skincare routine လေးစလိုက်ပါတယ်routine နဲ့ပြီးသွားပြီအလုံးပြီးဆုံးသွားတဲ့အခါမှာတော့လေစိတ်ကိုဆင်းဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ဆိုရင်6 နိုင်ထိုးရမယ်အခုလေစိတ်ကိုဆင်းမှာတော့မယ်လေစိတ်ကိုတက်ဆင်းမှာတော့မယ်8 နိုင် flight ဆိုတော့6 နိုင်ကိုနေ6 နိုင်ကိုနေပေါ့နော်ဒါပေမဲ့6 နိုင်ထိုးရမယ်ဆိုတော့ပါပြီcheck in ဝင်ပြီးတော့ပါပြီ check in ဝင်ပြီးတော့ဒါ breakfast ဆွဲနေရလားနကူရเป็นไนท์ရှိပြီလေ check in ဝင်ပြီးပါပြီဆိုတော့9 နာရီနဲ့9 မိနစ်ရှိပြီဆိုတော့ဒီရ8 နာရီ 20မှာပြန်ပါဆိုတော့ okay ဝယ်မှာတယ်ပေါ်ရောက်ပါပြီ7 နာရီ10 မိနစ်ရှိပြီဆိုတော့ခုတော့စင်ကာပူလေးစိတ်ကိုရောက်ပါပြီချိန်အဖြစ်7 နာရီ50 ခုရောက်ပါပြီစင်ကာပူချန်ကီလေဆိပ်ကနေပြီးတော့ကျမတို့တည်တဲ့ Lavender V Hotel ကိုတော့ MRTC ပြီးတော့သွားလိုက်ပါတယ်ဒါကတော့ V Hotel ရဲ့ room tour လေးတစ်ဖြတ်ပါအခန်းလေးတွေကတော့ little လေးတော့ကျင်းပါတယ်ကျင်းပေမဲ့လည်းကျမတို့ကညအိမ်ရုံပဲပြန်လာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေပါတယ်စင်ကာပူရောက်ရင်မဖြစ်မနေပထမဆုံးသွားတာကတော့ Bugis မှာရှိတဲ့ကိုရင်မေလို့ဆိုမှရေစိုးသွားရဥခိုက်ဖြစ်ပါတယ်အကြောင်းမှာဆူတောင်းမယ်ဒါကတော့ကျောင်းသားဘဝတွေကအချိန်လုံးလာနေကြနေရပါကျောင်းသားဘဝတွေကဒီမှာအမြဲတမ်းစာချပြီးတော့ဆူတောင်းခဲ့တဲ့နေရာပါမြေကျောင်းကနေအပြန် Bugis မှာရှိတဲ့ Asia Graver မှာမတွေ့ရကြပြီဖြစ်တဲ့အတော်ကညစာလိုက်ကျွေးလို့စဖြစ်ခဲ့ပါတယ်။ဒီဘာမှဆိုလို့ရှိရင်ပေါ့နော်ကျွန်မကြိုက်တာလေးရတော့ပေါ့နော်ဘီယာပေါ့နော်ဘီယာကိုသူက flavor နဲ့ပေါ့နော် like cheese တို့ peach တို့ပြီးတော့ apple တို့ရပါတယ်ပြီးတော့ဘီယာရဲ့အပေါ်မှာ foam လေးတွေနဲ့ဘီယာထဲမှာဆိုလို့ရှိရင် like cheese တီးလေးတွေနဲ့ပေါ့နော်အရင်ကတောက်ဖို့ကောင်းပါတယ်ရှင်။ဒီမှာကတော့ first round မှာတော့ like cheese ဘီယာကိုစပြီးတော့ try ခဲ့ပါတယ်။ချိုချိုလေးနဲ့အရင်ကောင်းပါတယ်။
second round မှာကြတော့ပေါ့နော် upper pia လေးကို try ကြည့်ပါတယ်ဒါပေမဲ့ upper pia တော့ like ချီ pia လောက်သိတော့မကြိုက်ဘူးရှင်ဘာဖြစ်လို့လဲဆိုတော့ upper pia နည်းနည်းလေးခါတယ်ကျွန်မချိုးတဲ့အရသာလေးကိုကြိုက်တာဖြစ်တဲ့အတွက် like ချီ pia ကိုတော့ပို့ပြီးတော့ကြိုက်ပါတယ်ဆက်မှာရှိတဲ့စားတော့ချိန်လာမိအရင်ကစားလို့ကောင်းပါတယ်3မိနစ်မတွေ့ရကြပြီဆိုတော့အတော်နဲ့စားလိုက်တော့လိုက်ပြောလိုက်နေတယ်ညအင်းကြီးညကိုကုန်ဆုံးနေပါတယ်ဒါကတော့ဘားကနေကျမတို့ညရှိနိုင်မှာဟိုတယ်ပြန်လာပြီမနေ့ကတော့အားမွေးလိုက်တော့ဟိုတယ်မှာဆော့ဆော့ပြန်လာဖြစ်ပါတယ်အားလုံးပဲစင်ကာပူ Day 1ကိုလိုက်ပါကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့မှာလည်းဘယ်တွေသွားမလဲဘာတွေလုပ်မလဲဘာတွေစားမလဲဆိုတာကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်တင်ပြပါမယ်အားလုံးပဲပတ်သက်ပါရှင်